ပါကြော်ကြော်လေးမှာမင်္ဂလာပါတန်းထုတ်ဦးပါ started to scale နဲ့ပြန်လဲကြိုးလိုက်ပါတယ်ရာဒီတို့ကလည်းမကောင်းကျမ်းမကြီးကအလည်းငယ်ချူချနေတယ်ပွဲစဉ်နေများနေတော့အတန်းတော့မထွက်ဘူးဝက်စပြေကိုကြော်လှုပ်ရှားရှိတာတော့စစံပြလောက်အောင်မှာပေါ့နော်အဲ့တော့ဆိုကျွန်တော်တောက်လျှောက်ပြောလာတာလဲချမ်းနေခုံးလိုက်ချမ်းနေခုံးလိုက်လုပ်ငန်းဟိုပါပေါ့နော် long term success ကိုရောက်လာပြီပေါ့နော်အဲ့တော့ started to scale ဆိုတဲ့အတိုင်းပဲစတာနေပြီးတော့တောက်လျှောက်ကျွန်တော်တို့ဆွေးနွေးလာလိုက်တာ operational growth operation growth ကနေ long term success ဘောနော်ရေရှည် sustainable business ကိုဖြစ်ဖို့အခန်းကဏ္ဍရောက်လာပြီပေါ့နော်ဆိုတော့အဲ့ဒီမှာဗာလေးသိဖို့လိုလာလဲဆိုတော့ခုနအများသောအားဖြင့်ဒီမှာပြောနေကြတဲ့ဟာပေါ့နော် customer acquisition cost ပေါ့နော်အဲ့တော့ customer အသစ်ရှာဖွေတဲ့အချိန်မှာအသုံးပြုလိုက်ရတဲ့ကုန်ကျစရိတ်ပေါ့ဒီဘိုင်းပေါ့နော်ဆိုတော့ဒီဟာကတော့ဒါ CAC ဆိုပြီးတော့အများသိနေတဲ့အပိုင်းပေါ့နော်အဲ့တော့ကျွန်တော်ကနားလည်လွယ်အောင်လဲဆွေးနွေးပေးမှလည်းဖြစ်တယ်ကျွန်တော်တို့နားလည်ထားတာကိုလည်းပြောပြမှလည်းဖြစ်တယ် Yes အဲ့ဒီ customer acquisition cost ဆိုတာဟာဘာကိုပြောတာလဲအရင်ဆုံးအဲ့တော့ခုနပြောလို့ပေါ့ကျွန်တော်တို့ကsales တွေနောက်စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကပြောလဲလို့ပြောရင် customer အသစ်ရှာရမယ် customer များများရှိရမယ်ရှိနေတဲ့ customer တွေရောင်းချနိုင်ရမယ်စသဖြင့်ဒါတွေပြောတယ်ပေါ့ပြောတဲ့အခါကျတော့ customer အသစ်ရှာတဲ့အချိန်မှာသုံးစွဲလိုက်ရတဲ့ကုန်ကျစရိတ်ကိုပြောချင်တာဖြစ်တယ်တနည်းအားဖြင့်ဥပမာဆိုတော့ customer ရဖို့အတွက်ကိုexhibition တို့ဘာလို့ညာလို့လောက်တာပြောရတာဒါကြီးပါလားအဲ့ဒါလည်းအပါဝင်ပေါ့နော်ဥပမာအခုဆိုလို့ရှိရင် digital marketing ဆိုပြီးတော့ digital marketing ကနေပြီးတော့ကျွန်တော်တို့ boosting လုပ်တဲ့ course တွေပါမယ်နောက် events တွေလုပ်တဲ့ course တွေပါမယ်တခါ market visit တို့ဘာလို့သွားရင်းလာရင်းနဲ့ customer အသစ်တွေနဲ့ appointment တွေ့ကြတယ်ပြုကြတယ်ဒီလိုမျိုးတွေပေါ့နော်အဲ့တော့ customer တူအသစ်တူရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အသုံးပြုတဲ့နီလန်ပေါင်းများစွာရှိတယ်အဲ့ဒါတွေကိုအသုံးပြုတဲ့အချိန်မှာကုန်ကျစရိတ်ဘယ်လောက်ဖြစ်သွားတာလဲဒီဟာကိုကျွန်တော်တို့တွက်ချက်တဲ့ဟာပေါ့အဲ့ဒါကိုတီးတီးတန်းတန်းတွက်ချက်ထားကြသလားပြောချင်တာတော့အဲ့ point ပေါ့နော်တီးတီးတန်းတန်းတွက်ချက်မထားတဲ့အခါကျတခါလေကျဘာဖြစ်လဲဆိုရင်ကုန်ကျစရိတ်တွေမလိုလားအပ်ဖက်နဲ့အရန်ကြီးအသုံးပြုမိနေတာမျိုးဖြစ်နိုင်တယ်အဲ့တော့ boosting တွေလုပ်ပါဆိုလို့လုပ်လိုက်တယ် events တွေလုပ်ပါဆိုပြီးလုပ်လိုက်တယ် exhibition တွေပါဝင်ပါဆိုပြီးပါဝင်လိုက်တယ်ကုန်ကျစရိတ်တွေအများကြီးတက်သွားတယ်အဲ့လိုတွေလုပ်လိုက်ပြီးတဲ့နောက်မှာ customer အသစ်ဘယ်နှယောက်ရတာလဲ customer အဟောင်းနေတဲ့ကော retention ပြန်လာသလားစသဖြင့်ပေါ့နော်အဲ့တော့ဒီသူ့လောက်ရတစ်ခုခုကိုလောက်လိုက်တဲ့အချိန်မှာကုန်ကျသွားပြီးတဲ့အချိန်မှာအဲ့ဒီကနေ return ဘယ်လောက်ပြန်ရလာလဲဆိုတာကိုတွက်တာအဲ့တော့ဥပမာဗျာ boosting လောက်တာပဲဖြစ်ဖြစ် event တွေ exhibition တွေမှာပါတာပဲဖြစ်ဖြစ်ပေါ့ကုန်ကျစရိတ်350ကုန်သွားတယ်ပေါ့ဥပမာပေါ့နော်350ကုန်သွားတယ်ဆိုတဲ့အချိန်မှာ customer 9ယောက်ပြန်ရတယ်ဆိုရင် customer တဦးရဖို့အတွက်ကို10သိန်း3လိုက်ရတဲ့သဘောဖြစ်ပြီးတော့အဲ့ customer ဟုတ်ရပါတော့10သိန်းနဲ့ customer လားဆိုတဲ့ဟာလဲစဉ်းစားကြည့်စဉ်းစားကြရပါတော့အဲ့တော့ customer 9ဦးတော့ရလာတယ်ဒါပေမဲ့အဲ့9ဦးကကျွန်တော်တို့ကိုအများကြီး business ပြန်ပေးမဲ့ customer မဟုတ်ဘဲနဲ့ခုနပြောတဲ့သူ့ပုံမှာသူရရှိဖို့အတွက်ကို3လဲရတဲ့ပမာဏထဲတော့ညော်နေတဲ့ဝယ်ယူမှုမျိုးပဲလုံးမဲ့ customer ဆိုရင်တော့ကျွန်တော်တို့ဒီဟာကမတန်ဘူးဆိုတဲ့ဟာကိုတွက်ချက်လို့ရမတန်တာနဲ့ရှုံးတာပေါ့နော်ဒါတော့ဟိုတွက်လို့လွယ်အောင်ကျွန်တော်ဥပမာပြောတာပေါ့နော်တကယ်တော့အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့တွက်ရမှာဥပမာ customer အသစ်ရဖို့အတွက်ကိုတနိုင်ငံလုံးပတ်ပြီးတော့ market visit လုပ်ပါလို့ပြောရင်အဲ့ market visit လုပ်သွားတာမျိုးပေါင်းဘယ်လောက်လဲကုန်ကျစရိတ်ပေါင်းဘယ်လောက်ရှိတာလဲတွေးရှိခဲ့တဲ့ customer ပေါင်းဘယ်လောက်ရှိတာလဲအဲ့ဒီထဲကဘယ်နှဦးကို customer အဖြစ်ကျွန်တော်တို့ရလိုက်တယ်လေဟုတ်တယ်ကျွန်တော်အတွေ့အကြုံတစ်ခုရှိတော့နော်ဒါတော့ခက်ငယ်ပေါ့နော်လွန်ခဲ့တဲ့12နှစ်လောက်ကထင်တယ်ကျွန်တော်ငယ်သေးရအတော့ငယ်သေးအဲ့တော့ကျွန်တော်စင်ကူမှာလုပ်လို့တော့ကျွန်တော်ကအဲ့ဒီ customer ရှားတာဟုတ် customer ရှားမှာသွားရှာလာဆို exhibition မှာပေါ့မမရေးရပါကျွန်တော်တို့ဒီတောင်အာဖရိကမှာသွားရှာတာပေါ့ဆိုတော့ကျွန်တော် handle လုပ်တဲ့နေရာလဲ Africa region ကိုဆိုတော့အဲ့ဒီမှာကျွန်တော် exhibition သွားတာပေါ့ဗျာ exhibition သွားတဲ့အချိန်မှာ customer ရခဲ့လားဆိုတော့ customer လည်းရတယ်တော့ကျွန်တော်သွားတော့ဆိုတော့ကျွန်တော်အဲ့တော့ဝင်တာမကြသေးဘူးဗျာကျွန်တော်လှုပ်လိုက်ကျွန်တော်သွားလိုက်တယ်ပေါ့အဲ့တော့သွားတော့ကျွန်တော်တို့လုတ်ခိုင်းတိုင်းလုတ်တော့ဗျာမသိပါနဲ့ဒါပေမဲ့ပြန်လာလိုက်ချင်ကြလို့ရှိရင်အဲ့တော့ CAC တို့နားမလဲသေးဘူးပေါ့နော်ဒီ acquisition cost ရဟာကျွန်တော်တို့ဆရာသမားပေါ့နော်မှတ်မိပါသေးတယ်နာမည်တော့ထုံပြောတော့ပါဘူးနိုင်ငံခြားသားပေါ့နော်တော့အဲ့ဒီမှာအခုကျွန်တော်တို့သွားတယ်ပထမတော့ customer ရရှိပေါ့နော်ဒီအဖြစ် sales ကိုကျွန်တော်ရေးရှုတာပေါ့နော်နောက်တော့ဆိုရပါတော့ကျွန်တော်တို့ information တွေဖလှယ်ဖို့အတွက်တို့ဘာတနည်းအားဖြင့် alliance ရှိဖို့တော့ပေါ့နော်ကို experience လို့ခေါ်တယ်အတွေ့အကြုံတွေရဖို့ရနောက်တစ်ခုရှိသေးတာကျွန်တော်ကအဲ့ဒီဟာပေါ့နော်ဘယ်လိုလဲဆိုလို့ရှိရင် branding ပေါ့နော်တနည်းအားဖြင့်အခုခေတ်ကာလဆို branding လို့ခေါ်တာပေါ့ branding သိဖို့အတွက်ဒီ
ဒီရွေချက်လေးခုနဲ့ကျွန်တော် exhibition သွားရဆိုတဲ့ဟာကိုဆရာတော်ကပြောပြနောက်တော့ကျွန်တော်ဘာပဲလုပ်လို့အဲ့ဒီဟာလေးတွေပေါ့နော် အဲ့ဒီ objective တွေ အဲ့ဒီ objective လေးတွေကျွန်တော်မရရအောင်ဖန်တီးရတာပေါ့ကျွန်တော်ထွန်းလင်းကောင်းကျွန်တော်တို့ပြန် share ဖြစ်တာပေါ့ကျွန်တော်တို့မှအခု exhibition ဝယ်မယ်သူလေးမို့ဒါမျိုးပေါ့နော် customer ရှာမယ်လို့တီးတန်းတန်း cost သုံးမယ်ဆိုလို့ရှိရင်တော့မှအဲ့နောက်မှာဘာတွေမှာဘယ် objective ပါကျွန်တော်ရသေးရဆိုတဲ့ဟာလေးတွေကျွန်တော်တို့အကြံပေးဖြစ်တာတွေရှိပါတယ် exhibition တစ်ခုပါလို့ရှိရင်ခုန objective တွေနဲ့သွားဖို့လိုတယ်အဲ့တော့စီးစရာရမရရင် awareness ရဖို့ branding ရဖို့ဒါမှမဟုတ် alliance တွေရလာဖို့ဆိုတာဟုတ်တယ်ပြီးလို့ရှိရင်အဓိကရင်းကြီးတာတော့ experience ပေါ့နော်အတွေ့အကြုံကျွန်တော်မှားရင်မှမယ်နောက်တစ်ခါကျလို့ရှိရင်ဒီတဲ့ပုံကောင်းအောင်မလုပ်လဲဆိုတော့လေအတွေ့အကြုံလေးတွေဒါမျိုးဟာလေးတွေရအောင်လုပ်ဖို့လိုတယ်ပေါ့နော်ခင်ဗျာ CAC acquisition cost နဲ့ပတ်သက်ပြီးတော့လည်းပြောနေကြတာဖြစ်တယ်လို့ဒီဟာဘယ်လိုအသုံးပြုတာလဲဘယ်နေရာမှာတွက်ချက်တယ်လဲဆိုတာလေးသိဖို့အတွက် knowledge sharing လုပ်တာပါအဲ့တော့အဓိကကျွန်တော်တို့ဒီဘိုင်းမှာမတွက်ထားတာများတယ်ကျွန်တော်တွေ့တဲ့သူတော်တော်များများမှာမတွက်ထားတာများတယ်အဲ့တော့တခုခုလုပ်ဆိုရင်ချတာပဲလုပ်လိုက်တာပဲပေါ့နော်ဒီမှာ event တွေပါမယ် exhibition တွေပါမယ်ပြီးရင် boosting တွေလုပ်ကြတယ်marketing မှာ online ရော offline ရောအကုန်သုံးလိုက်တယ်နည်းမျိုးစုံနဲ့အဲသုံးလိုက်တဲ့ဟာကကုန်ကြစိတ်ဘယ်လောက်ရှိပြီးတော့ customer ဘယ်လောက်ပြန်ရခဲ့တာလဲအဲ့ဒီ customer တွေရောကိုယ့်ပုံမှာဘယ်လောက် business ကိုပြန်ပေးတာလဲဆိုတာကိုတွက်တင်တယ်ဆိုတဲ့အကြောင်းလေး awareness ရစီစဉ်လို့တိုင်းတာတင်တာပေါ့နော်တိုင်းတာမတိုင်းတာဒီဟာကို KPI တွေခုနေနဲ့လည်းတိုင်းတာလို့ရတယ်ပေါ့နော်တိုင်းတာလို့ဆိုလို့ရှိရင်အကောင်းဆုံးအကြောင်းကျိုးကျွန်တော်တို့ဘယ်လိုပြန်သုံးသပ်မလဲပေါ့နော် okay ပါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီရေရှည်လုပ်ငန်းတစ်ခုရေရှည်တည်မြဲဖို့ပေါ့နော်နောက်တစ်ခုအောင်မြင်မှုတွေဆက်လက်ထည့်သွင်းထားဖို့အတွက်ကိုဒီ customer တွေထည့်သွင်းနိုင်ဖို့ပါနဲ့ customer တွေကိုသူကအကုန်ကြတဲ့ကုန်ကြစိတ်ကိုဘယ်လိုသူတိုင်းတာမလဲဆိုတဲ့ဟာလေးကိုပါကျွန်တော်မျှဝေတာပါကိုကျွန်တော်ဒီဟာပြောပြီးသွားရင်တော့နောက်ထပ်ထပ်လာမယ့်ဟာရှိတယ်customer lifetime value ဘာညာဆိုပြီးထပ်လာမယ့်ဟာရှိတယ်အဲ့ဒါလေးထပ်ပြောဘာလို့လဲဆိုတော့ကျွန်တော်တို့ကတိုင်းလာမယ်လို့ပြောလို့ရှိရင်ကျွန်တော်တို့ကဘာမှမရှိပဲတိုင်းလို့မရဘူးเนาะဆိုတော့ခုနကကျွန်တော်တို့ပြောတယ်ပေါ့နော်ဒီ customer တယောက်ကကျွန်တော်တို့10သိန်းကုန်သွားတယ်ဒီ customer က10သိန်းတဲ့ customer ဟုတ်ရလားဆိုတဲ့ဟာကဆိုတော့ lifetime value တွေနဲ့ပေါ့နော်ဟုတ်တယ်ဆက်နေမယ်လို့တော့ကျွန်တော်ယုံကြည်တာပေါ့Okay ပါတော့မှကျွန်တော်ဆွေးနွေးပါမယ် Okay ပါဒါဆိုလို့ရှိရင်ကျေးဇူးများတင်ပါတယ်ကိုကျော်လည်းကိုလို CAC customer acquisition cost ကိုတော့highlight လုပ်ပြသွားတဲ့အတွက်ကြောင့်လို့နောက် episode တစ်ခုမှာလည်းအဲ့ဒါနဲ့ဆက်တဲ့customer lifetime value ကိုကျွန်တော်ကထပ်ပြီးတိုးထောင်လို့ကိုကျော်ကြီးကိုပြောခိုင်းပါတော့ကျေးဇူးတင်ပါတယ်တက်တာ See you ပါ bye bye